ဆက်လက်ရွက်တွေကတော့ပလုံမလောင်နေတော့ထွက်လာပြီကစုံးပဲနေတော့လည်းကြီးလာတယ်ဒီနေ့တာခူရမယ်ဒီမှာအကြီးဖြစ်နေပြီစုံမုံလာဥတွေလည်းဥနေတယ်ဘလောဆယ်မှာတန်ပဲအနမေကတော့အများတန်းခူးနေလို့ဒီလောက်ပဲကျန်တော့အနမေဒီမှာရှမ်းနန်းနေတော့ထွက်လာပြီရှမ်းနန်းနေစိုက်ထားတာမှာဟာလာအားတော့ဖတ်ဖယ်ရွက်ငါးကင်စားတော့အယိုးတွေကိုရေကွက်ထဲထည့်ပြီးတော့အမြင့်ထွက်လာတော့မြေကြီးထဲစိုက်လိုက်တာပေါက်သွားပြီဖတ်ဖယ်ရွက်ဒါကကျတော့မေးအကြီးပဲသူအကြီးတွေဖြစ်မှာဒါကျတော့မေးအကြီးပဲအားလားအစီတွေလေဒီမှာပင်စိမ်းဒါမြန်မာပင်စိမ်းမှုန်းတာပြီးမှာကောရခါတီခူအောင်မှာဘောကောရခါတီတလုံးပေါ်မှာကျန်ငါးတီးပဲနဲ့တီးနေပြီကျန်ငါးတီးတလုံးခူအောင်ရိုးပိမ့်မယ်ဗာလဲဒီ elephant ဗာလဲ elephant ear ဆိုလား ear ဆိုလားမသိဘူး elephant ear ဆိုတာမျိုးသူတို့တော့စိုက်ကြတယ်ငါတော့မသိဘူးပိမ့်ပဲဒီထဲမှာအများကြီးပဲအဲ့ပဲနဲ့ဒီမှာဒီတော့မလုံးတော့အပင်တွေထွက်လာပြီနဲ့ခုတ်ထားတယ်အပင်နဲ့အောက်ပန်းဖြူခူးထားရယ်အဲ့ဒါခြံနဲ့အလုပ်သမားလေးပေါ့ရရှင်းဖို့ခေါ်တာပြားလေးတွေလာပြီမပြားလေးတွေဟဲ့ဒီမှာအပင်တွေရှိရနော်ပြားလေးတွေလိပ်ပြားလေးတွေမုံလာဦးတွေကပြန်ဆိုင်ရအောင်မုံလာဦးတွေကကကြိုးကြောင်တွေတီးနေပြားနဲ့ပြီးပြန်သွားရေးဆုံးမယ်ဒီမှာလက်ဆောင်ကားတီးတွေတီးနေလက်ဆောင်ကားတီးကဒီနေ့ကခူးတယ်ရင်းနေစီကိုမရအောင်ခူးစားနေရတယ်တဲ့မဲဒီမှာလေဒီမှာgold khadi tu ka chu le nhưng mà gold khadi chào ai आपको thế tami theo mẹ phải theo bên nè đâu vậy nó tiếp nha đi ạ chí lại này luôn nó vậy
Okay. ဒီမှာထိုင်းပဲဆယ်ရတာအားပဲအုံလိုက်ယုံလိုက်နေဒါစတစ်ဘဆာဟာဒီမှာဟုတ်တယ်ဟိုမှာဟာလေဒါတို့စားခရမ်းကစော့တီးတွေကတော့ခရမ်းကစော့တီးတွေကတော့အများကြီးပဲခူးရအောင်ပါမြတ်တွေလည်းနှုတ်ရအောင်နင်းမြတ်နဲ့လာနှုတ်တာဒီမှာအောင်မင်းညိုတမတီတီနေပြီso ဒီမှာ cauliflower နောက်တစ်လားလောက်ဆိုစားရတော့မလားမသိဘူးထင်ရတာပဲ